Okay ဒီနေ့မှာတော့ကျွန်တော်တို့ဖန်တီးလိုက်ထားတဲ့ page တွေကျွန်တော်တို့ create လုပ်ထားတဲ့ page တွေကိုကျွန်တော်တို့ share သုံးမယ်ပေါ့နော်တဦးတစ်ယောက်ချင်းစီ share သုံးလို့ရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ team member တွေကိုလည်း share ပြီးသုံးလို့ရတယ်ပြီးတော့ဒီ internet ပေါ်မှာကို share ပြီးတော့လည်းသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့create လုပ်ထားတဲ့ page တစ်ခုချင်းစီကိုပေါ့နော်Okay ထားပါတော့ဒါမနေ့ကကျွန်တော်တို့စောက်တော့တဲ့ database လေးပေါ့နော်ဒီ database ကိုကျွန်တော်တို့ကတယောက်ချင်းစီ share ခြင်းတယ်ကျွန်တော်တို့team ထဲမှာဒီ team member အနေနဲ့အတူတူလုပ်ပြီးတော့ share ခြင်းတယ်ပြီး internet ပေါ်မှာကျွန်တော်တို့ share internet ပေါ်ကိုဒီ page တစ်ခုလုံးကျွန်တော် share ပေးခြင်းတယ်ပေါ့နော်အဲ့ဒါဆိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ရဲ့ဒီမှာ private ပေါ့နော်ကျွန်တော်တို့ရဲ့ private page တွေရှိတယ်ကျွန်တော် create လုပ်ရတာရှိတယ် okay ကျွန်တော်တို့ထားပါတော့ဒီပထမဆုံးလုပ်တဲ့ဒီ page တွေကိုကျွန်တော်တို့ဒီ page တစ်ခုလုံးကျွန်တော် share ခြင်းတယ် share ခြင်းတော့တယောက်ချင်းစီ share ခြင်းလို့ရှိရင်ဒီမှာအပေါ်မှာ share ဆိုတဲ့ cloud လေးရှိတယ်เนาะ share ဆိုတဲ့ cloud လေးနှိပ်မယ်ကျွန်တော်တို့တယောက်ချင်းစီ share ခြင်းတဲ့ email သူ့ရဲ့ email ကိုကျွန်တော်တို့ဒီမှာထည့်လိုက်ပြီးတော့ invite လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ page တစ်ခုလုံးသူ့ရှိရောက်ပါပြီဟုတ်ပြီသူ့ရှိရောက်သွားတဲ့အချိန်မှာသူ့ကိုfull access ပေးမလားပြီးရင်အဲ့ကျွန်တော်တို့ဒီ page ကို edit လုပ်ခွင့်ပေးမလား edit လုပ်မယ်ဆိုရင်တော့ဒါ plus plan ကိုရွေးရတယ်မနော်ဒီ plus plan ဝယ်ပြီးတော့မှရွေးရတယ်ပြီး comment တွေပဲရေးခိုင်းမလားနော်ဒီ page ထဲမှာဒီပင်နေရာလေးပြင်ဟိုလောက်ရမယ်ဆိုတော့ comment တွေပေးခိုင်းမလားဒါမှမဟုတ်ရင် view နေကြည့်အောင်ပဲပေးကြည့်မလားဆိုတော့ကျွန်တော်တို့ဒီမှာကြိုက်တဲ့ဟာကိုရွေးပြီးတော့ဆုံးဖြတ်လို့ရတယ်ပေါ့နော်ဒါကတော့တယောက်ချင်းစီကိုကျွန်တော်တို့ sharing လုပ်လိုက်တာပေါ့နော်Okay ဟိုဒါတယောက်ချင်းစီကို sharing လုပ်လိုက်ပြီးတော့ဒီ team member တွေကိုကျွန်တော် sharing လုပ်မယ် team member တွေ sharing လုပ်မယ်ဆိုလို့ရှိရင်ဒီမှာထားပါတော့ဒီမှာ invite member ဆိုရင်ကျွန်တော်ကတော့ member တွေမရှိတဲ့အတွက်ဒီမှာမပေါ်နေဘူးပေါ့နော်တကယ်လို့ဒီမှာ invite number လို့ member လို့ဟိုapps လိုက်မယ်ဆိုလို့ရှိရင် email အဲ့ဒါမှဆိုရင်ကျွန်တော်ဒီ WhatsApp page တွေကိုဒီမှာ team member တွေရောက်လာမှာပေါ့နော်အဲ့ WhatsApp page တွေကိုလည်းကျွန်တော်တို့ share ခြင်းလို့ဆိုရင်လည်း share လို့ရတယ်ကျွန်တော်တို့member တွေအဲ့ဒါမှဆိုရင်ဥပမာထားပါတော့ဒီမှာ member 900လောက်ရှိတယ်900လောက်ရှိရဆိုလို့ရှိရင်အဲ့ member 900ကိုကျွန်တော်တို့က share ခြင်းလို့ဆိုလို့ရှိရင်ဒီမှာဒီမှာကျတော့ only people and buy ပေါ့နော်ဒီမှာကျွန်တော်တို့ member တွေ share ခြင်းလို့ဆိုရင်ဒီမှာ only anyone on the web page link ကိုရွေးလိုက်ပြီးတော့ဒီမှာကျွန်တော်တို့ဒီ member တွေကိုသူတို့ရဲ့ Gmail တွေကိုရိုက်ထည့်ပြီးတော့ invite လုပ်လိုက်ပြီးတော့ဒီကျွန်တော်ရဲ့ member တွေကို share လို့ရတယ်ပေါ့နော်အခုကျွန်တော်တို့ကဒီမှာဒီ invite လုပ်လိုက်တဲ့အချိန်မှာ invite လုပ်တဲ့ invite လုပ်တဲ့ email ကကျွန်တော်တို့ရဲ့ဒီ WhatsApp ရဲ့ member တွေဖြစ်နေမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီမှာ logo လေးတွေဒီ notion မှာတင်ထားတဲ့ logo လေးတွေဒီမှာလာပေါ်နေမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ member တွေမဟုတ်ဘူးအပြင်ကနေပြီးတော့ဝင်ကြည့်တယ်လို့ဆိုရင်တော့ guest အနေနဲ့ပဲလာပေါ်မှာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ page တစ်ခုလုံးကိုဒီ internet ပေါ်မှာ share ခြင်းပေါ့နော် internet ပေါ်မှာ share ခြင်းလဲဆိုရင်က share ကလုပ်နေလိုက်ဒီမှာ copy link ရှိတယ်အဲ့ copy link ကို copy ယူပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကြိုက်တဲ့ social media platform တွေမှာတော့ share လို့ရတယ်ပေါ့နော် share လို့ရလို့ရှိရင်ဒါဒီ page ပေါ်လာကျွန်တော်တို့ရေးရတယ် create လုပ်လာတဲ့ page ပြီးအဲ့ social media တွေမှာတော့ပေါ်နေတယ်ပဲပေါ့နော်ဒါကြတော့ဒီ internet တစ်ခုလုံးအနေနဲ့ sharing လုပ်တာပေါ့နော်အဲ့ဒါဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ website ပုံစံအနေနဲ့ပဲအနေနဲ့ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့မှာ CV တွေရှိတယ် portfolio တွေရှိတယ်ပြီးရင် design file တွေနောက်ဆုံး coach တွေ video code တွေဒီထဲမှာကျွန်တော်တို့ fan နေထားတယ်အဲ့ဒါကိုကျွန်တော်တို့ကတခြားသူတွေပြီးရင်internet မှာရှိတဲ့လူတွေကို share လုပ်နေလို့ရှိရင်လည်းအဲ့လိုပဲ share လုပ်နေ publish share နဲ့ publish ဆိုရှိရပါတော့ကျွန်တော်တို့ public ကိုနှိပ်လိုက်မယ်ဒီမှာ publish ဆိုနှိပ်လိုက်လို့ရှိရင်ဒီမှာဒီ link လေးရလာပြီเนาะဒီ link လေးကကျွန်တော်တို့ဒီမှာ link copy ကိုပြီးတော့ဒီ social media platform တွေမှာကျွန်တော်တို့ share လိုက်လို့ရှိရင်ဒါကျွန်တော်တို့ရဲ့website notion website ပုံစံမျိုးလေး personal website ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်ဒီကောင်ကကျတော့
ကိုက update လုပ်ခွင့်ပေးမယ်ဆိုရင်တော့ဒီအသုံးပြုတဲ့သူက plan ဖြစ်မှာရမယ်ပေါ့နော်ဒီဝယ်သုံးတဲ့ plan ဖြစ်မှာကို share လိုက်တဲ့ website တွေပါတယ်ကိုသူက edit လုပ်ခွင့်ရမယ် comment ဝင်ခွင့်လုပ်ခွင့်ရမယ်ဒါမှအဲ့လိုမျိုး plan ရိုးရိုး free plan ပဲဆိုရင်တော့ကျွန်တော်တို့ကြည့်အောင်မကြည့်လို့ရမှာပေါ့နော်ဒီရဲ့ data တွေကိုedit လုပ်လို့မရဘူးပေါ့နော် okay နောက်တစ်ခုကကျွန်တော် team member တွေနဲ့ဒီ team member တွေပေါ့နော်ကျွန်တော် team member တွေနဲ့အသုံးပြုတဲ့အခါမှာသူ့ရဲ့အားသာချက်ပေါ့နော်ဒီ project team member အနေနဲ့အသုံးပြုတဲ့အခါမှာခုနကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီမှာကျွန်တော်တို့ invite လုပ်လိုက်တယ် invite လုပ်ရတယ်ကိုယ့်ရဲ့ member တွေဖြစ်နေမယ်ဆိုလို့ရှိရင်ဒီမှာ logo လေးတွေဒီမှာ name တွေပြီးတော့ email address တွေနဲ့အဲ့လိုလေးပေါ်လာလိမ့်မယ်နော်တကယ်ကိုယ့်ရဲ့ team member မဟုတ်ဘူးဆိုလို့ရှိရင်သူတို့ကကျတော့ guest အနေနဲ့ပဲပေါ်နေလိမ့်မယ်ပေါ့နော်ဒီအဲ့ team member တွေထဲမှာဆိုရင်သူတို့ကိုယ့်ရဲ့ဒီ permission access ပေးထားမယ်ဆိုလို့ရှိရင်သူတို့ကဒီမှာအဲ့တဲ့မှာအဲ့လိုမျိုး edit လုပ်လို့ရမယ်ဒီမှာထားပါတော့ဒီ form family standardization မှာဆိုလို့ရှိရင်သူ့ကိုဘယ်သူတွေက edit လုပ်ခဲ့လဲဘယ်သူတွေပြင်ခဲ့လဲဘယ်သူတွေပြင်ခဲ့လဲဆိုတဲ့ဒီမှာဘယ်နေ့ဘယ်အချိန်ကပြင်ထားရဲဆိုတာကိုဒီမှာသူ့ရဲ့ logo လေးနဲ့လက်ပေါ်နေပဲပေါ့နော်ဒီမှာထားပါတော့ဒီquarterly officeဒီ pre ကိုဒီဘယ်သူတွေပြင်ခဲ့လဲဆိုလို့ရှိရင်ဘယ်အချိန်မှာဘာလုပ်ခဲ့လဲဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ပုံစံလေး logo လေးနဲ့လက်ပေါ်နေတယ်ပေါ့နော်ဒါအဓိကကိုယ့်ရဲ့ဒီ project team တစ်ခုအနေနဲ့အလုပ်လုပ်နေရမှာဒီ workspace နဲ့အလုပ်လုပ်ကြတဲ့နေရာမှာပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်ဒီမှာဆိုရင်လည်းဒီမှာဒီ comment လေးပေးထားလို့ရတယ်ပေါ့နော်ဒီမှာဥပမာထားပါတော့ကိုကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခြင်းတယ်အဲ့ဒါကိုဘယ်သူ့ကိုဥပမာထားပါတော့ who can create the presentation template ဒီ template ကိုဘယ်သူ create လုပ်ပါဆိုပြီးတော့ကိုက David ကို create လုပ်ခိုင်းလိုက်တယ်ပေါ့နော် David ကိုအဲ့ဆိုပြီးတော့ add David ဆိုပြီးတော့အဲ့ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ workspace မှာရှိတဲ့ David ကသူဒီ page ကိုဖွင့်ကြည့်လိုက်လို့မရှိဘူး okay ဒါတော့ငါ့ကိုဒါလောက်ခိုင်းတာပါဆိုပြီးတော့အဲ့လိုမျိုး comment လည်းပေးလို့ရတယ်ပေါ့နော်အဲ့လိုလေးအတားချက်ရှိတယ်ပဲဒါကဒီ team speed တွေမှာလုပ်လို့ရတဲ့ဟာတွေကအများကြီးရှိသေးတယ်ပေါ့နော်ဒါကကျွန်တော်ပြောသွားတယ်ဆိုတာတွေကနည်းနည်းဒီအခြေခံအဆင့်လောက်ပဲရှိသေးတယ်ပေါ့နော်တခြားလုံးဆောင်လို့ရတဲ့အရာတွေကအများကြီးရှိသေးတယ်ပေါ့နော်အခုကျွန်တော်ပြောသွားတဲ့အရာတွေကဆိုလို့ရှိရင်ကကျတော့ဒါအခြေခံ basic အလောက်နဲ့ပဲဒီရေကနေပြီးတော့ကျွန်တော်နားလည်တာတလောက်နဲ့ဒီအခြေခံဖြစ်မဲ့အရာလေးတွေကိုထုတ်နှုတ်ပြီးတော့နှုတ်ထုတ်တာဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျွန်တော်ဒီရဲ့အရာတွေကိုဆက်ပြီးတော့လေ့လာပြီးတော့ဗီဒီယိုလေးတွေဆက်လုပ်ပြီးတော့မရှိဒီမှာဆိုလို့ရှိရင်အများကြီးပေါ့နော် database တွေ sharing collaboration တွေဒီ Notion ကလုပ်လို့ရတဲ့ဟာအရာတွေမှန်တယ်အများကြီးပေါ့နော်ကျွန်တော်ပြောရတာတွေတိတ်နားမလည်ဘူးဖြစ်နေမယ်ဆိုလို့ရှိရင်ဒီရဲမှာကိုယ်အင်္ဂလိပ်စာဖတ်တယ်လေ့လာတတ်တယ်ဆိုလို့ရှိရင်ဒီကနေရောလေ့လာဖို့ကြံပေးပါတယ်ဒီမှာဆိုလို့ရှိရင် learning တွေလည်းရှိတယ်ဒီမှာ mail တွေ site တွေ calendar တွေ AI တွေ Notion AI တွေသုံးတာတွေ workspace administration တွေ plan တွေ page တွေ Notion app တွေ formula တွေ automation တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ပြောတာမှနည်းနည်းလေးပဲရှိသေးတယ်ပေါ့နော်ဒါသူ့ရဲ့ဒီ Notion document ပေါ့နော် Notion document ဖတ်ပြီးတော့ကိုလေ့လာလို့လည်းရသေးတယ်ပေါ့နော်ကျွန်တော်လည်းနောက်ပိုင်းဖြည်းဖြည်းလေ့လာပြီးတော့ကိုနားလဲတဲ့လောက်လေးကိုပြန်ပြီးတော့ဗီဒီယိုလေးလုပ်ပြီးတော့မှာဖြစ်ပါတယ်။ Okay အားလုံးကျေးဇူးတင်ပါတယ်။